အားလုံးပဲမင်္ဂလာပါရှင် Horror Movie Channel ကနေပြီးတော့ကြိုဆိုပါရစေ။ကျမကတော့ຫນွေပါ။ထုံးစံတိုင်းပဲဒီနေ့ recap လုပ်ပေးမယ့် movie ကတော့ Horror Fan ရဲ့အကြိုက်ဆုံးကားတွေကတစ်ခုဖြစ်တဲ့ The Conjuring 1အကြောင်းပဲဖြစ်ပါတယ်ရှင်။ဘယ်လိုထိလှန့်ချောက်ချားပွဲတွေနဲ့ကြုံတွေ့ရလဲဆိုတာကိုတော့ຫນွေနဲ့အတူတူကြည့်ကြရအောင်ပါ။ဒီဇလန်ရဲ့အစမှာတော့ Annabelle ဆိုတဲ့အယုတ်မကိုလက်ဆောင်အဖြစ်လက်ခံခဲ့တဲ့သူနာပြုတ်နှစ်ဦးဟာအဲ့ဒီအယုတ်ကိုစတင်လက်ခံလိုက်တဲ့အချိန်ကစပြီးထူးခြားမှုတွေစတင်ကြုံလာရပြီးနောက်မှာတော့တစအသက်အန္တရာယ်ကိုပါနှိကပ်လာတယ်လို့ခန်းစားရတာကြောင့်အခုအညစ်တောင်းခံမှုအတွက် Lorraine နဲ့အတူလင်မယားတို့ကိုတွေ့ပြီးသူတို့ကြုံရသမျှကိုပြောပြဆွေးနွေးတဲ့အခန်းနဲ့စတင်ထားတာပဲဖြစ်ပါတယ်။အဲ့နဲ့ Lorraine တို့ဟာမကောင်းဆိုးဝါးတွေကိုနှိမ်နင်းတဲ့နေရာမှာနာမည်ကြီးနေပြီးတော့အများမြင်သာအောင်လို့တင်နန်းနေလဲပို့ချခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ဇလဲရဲ့စအဖွင့်1982ခုနှစ်မှာဂျော်ဂျာနဲ့ကယ်ရိုလင်းတို့ဇနီးမောင်နှံဟာမြို့ပြနဲ့အလှမ်းဝေးပြီးတော့အေဂျင့်တိတ်ဆိတ်လာတဲ့ဟာရဘီဆိုတဲ့မြို့လေးကိုသမီး9ယောက်နဲ့အတူပြောင်းလာတဲ့အခန်းကိုစတင်တွေ့ရမှာပဲဖြစ်ပါတယ်။ခြံဝင်းထဲရောက်တဲ့အခါမှာတော့အငယ်4ယောက်ကသူတို့ပြောင်းလာတဲ့အိမ်အသစ်ကိုစိတ်လုံရှားစွာနဲ့အိမ်ထဲကိုပြေးဝင်ခဲ့ကြပေမဲ့အကြီးဆုံးသမီးကတော့ပျော်ပဲရှိနေပါတယ်။အဲ့ဒီအချိန်မှာပဲယောဂျာကသူတို့ရဲ့ခွေလေးစေဒီကိုအိမ်ထဲဝင်ဖို့ခေါ်ခဲ့ပေမဲ့စေဒီကလုံးဝမဝင်ပဲအိမ်ရှိမှသာနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့မိသားစုလိုက်ပစ္စည်းတွေနေရာချနေကြရင်စင်တီတရားသူမရဲ့ဆဲလဲလေးကိုချိတ်ထားဖို့အတွက်သူမအမေကိုခွင့်တောင်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာအပရက်ကိုမှောင်တော့မှမို့အိမ်ထဲဝင်ခိုင်းမှုမှာနေပါတယ်။အဲ့ဒီအချိန်မှာအငယ်ဆုံးသမီးလေးအပရက်ကခြံဝင်းထဲကတပ်ပင်အောက်မှာရှိနေပြီးတော့တံပတ်ပေးတဲ့ဂီတာဘူးဥယုပ်လေးကိုကင်ထားပြီးစိတ်ဝင်စားနဲ့ကြည်နေခဲ့ပါတယ်။အဲ့ဒီညမှာတော့နန်စီတို့3ယောက်သားအတူတူပုံနှံကစားနေကြရင်နန်စီပုံနဲ့အခန်းကနေတဆင့်ပိတ်ထားတဲ့မြေအောက်ခန်းတစ်ကားကိုရောဂျာတို့တွေ့သွားခဲ့ကြပါတယ်။အဲ့ဒီမြေအောက်ခန်းထဲကိုရောဂျာဆင်းကြည့်ခဲ့ရမှာတော့ဆန်နီယာအိုကြီးနဲ့အတူအခြားရှင်းဟောင်းပစ္စည်းတွေကိုပါတွေ့တာကြောင့်နောက်နေ့မနက်မှဆက်ချီဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့တမိသားစုတော်အိယာဝမှုပြင်ဆင်ကြချိန်မှာတော့အပြင်မှာကျိုးနဲ့ချီပြီးထားခဲ့တဲ့စီဒီဟာအိမ်ဘက်ကိုကြည့်ပြီးဆူဆူဝါးဝါနဲ့ကိုဟောင်းနေတာကြောင့်ရောဂျာကတိတ်တိတ်နေဖို့ပြောခဲ့ပါတယ်။နောက်တနေ့မနက်လင်းတဲ့အခါမှာတော့ကယ်ရိုလင်းတယောက်အိယာကနိုးလာချိန်ဂရေမော်ကထမယ်အလုံးမှာသူမရဲ့ခြေထောက်မှာအမျိုးအမဲကတ်တွေကိုတွေ့ရပါတယ်။အဲ့ဒီနောက်သူသမီးတွေအခန်းကိုတွားပြီးအခြေအနေမေးတဲ့အခါအကြီးဆုံးသမီးကတက်ဆင်ခန်းကမကောင်းကြောင်းနဲ့ညတုန်းကလည်းအပုပ်နဲ့နေရကြောင်းကယ်ရိုလင်းကိုပြန်ဖြေခဲ့ပါတယ်။ကယ်ရိုလင်းဟာထမင်းစားခန်းထဲမှာကော်ဖီဖြောဖို့အတွက်ရေနွေးတွေနေစင်မှာပဲဘေးနားကနာရီကိုရုတ်တရက်အကြည့်ရောက်သွားတဲ့အခါမှာတော့3နာရီနဲ့9မိနစ်မှာရက်နေတာကိုထပ်ပြီးတော့တွေ့ကြရပါတယ်။အဲ့ဒီနောက်မှာတော့အငယ်ဆုံးလေးဧပြီနိုးလာခဲ့ပြီးသူမရဲ့ခွေးလေးရဲ့နာမည်ကိုခေါ်ပြီးရှာနေချိန်မှာတော့အင်းအပြင်မှာကြိုးချီထားကြောင်းပြောပြီးတော့တောက်ခေါ်ခိုင်းခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲရောဂျာကလည်းထမင်းစားခန်းထဲရောက်လာချိန်မှာတော့ကယ်ရိုလင်းကနိုင်ရီအကုန်လုံး3နာရီမှရက်နေတာကိုထူးဆန်းစွာတွေ့ရကြောင်းပြောပြီးတော့ရောဂျာကိုပြောပြနေစင်မှာပဲခြံထဲကဧပြီရဲ့ဆူဆူဝါးဝါအော်တန်ကြောင့်2ယောက်စလုံးအပြင်ထွက်ကြည့်တဲ့အခါမှာတော့ညကကြိုးချီခံထားရတဲ့စီတီဟာအဲ့ဒီနေရာမှာပဲတည်နေတာကိုတွေ့ခဲ့ကြပါတယ်။တစ်ဖက်မှာတော့လော်ရိနိုရဲ့အိမ်ကိုမဂဇင်းတစ်ခုကစောင်းမရေးဖို့အတွက်ရောက်လာတဲ့သူကိုအက်ကသူတို့ကင်တွယ်ခဲ့တဲ့အမှုတွေတဲကနှစိုးကတ်တွယ်နေတဲ့အယုတ်တွေထားတဲ့အခန်းတွေကပစ္စည်းတစ်ခုချင်းစီကိုရှင်းပြနေတဲ့အခန်းပဲဖြစ်ပါတယ်။နောက်ချက်အခန်းတစ်ခုမှာတော့အခန်းထဲမှာအိတ်နေတဲ့ခရစ်စတင်းဟာသူမရဲ့ခြေထောက်ဆွဲဆောင်တာကိုခံလိုက်ရပြီးနှိုးသွားတာကြောင့်အခန်းထဲအတူအိတ်တဲ့ဘေးကရင်ကနန်စီကိုသူ့ကိုမဆဖို့တတိပေးခဲ့ပြီးနန်စီကဒါရီအကောင်လုံးသူမမလုပ်ကြောင်းကိုပြန်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်စာချီခန်းထဲမှာအိပ်ပျော်နေတဲ့ရောဂျာဟာနိုးလာခဲ့ပြီးတော့အခန်းတကားတွေကိုစစ်နေစင်မှာပဲအပေါ်တက်ကထူရိုက်တန်းကြောင့်အပေါ်ကိုတက်လာစဉ်မှာလေကားထိပ်မှာရက်နေတဲ့အန်ဒရီယာကိုတွေ့ခဲ့ပါတယ်။အန်ဒရီယာကအခန်းထဲမှာဖြစ်ကြောင်းပြောတဲ့အခါရောဂျာလည်းစင်တီကိုခေါ်ဖို့အတွက်အခန်းထဲကိုဝင်လာခဲ့ပါတယ်။အခန်းထဲမှာတော့စင်တီဟာသူမခေါင်းနဲ့ဗီဒီယိုကိုတိုက်နေတာကြောင့်ရောဂျာကခေါ်ပြီးတော့အခန်းထဲကိုပြန်ပို့ပေးခဲ့ပါတယ်။နောက်တနေ့မနက်ခင်းမှာတော့ရောဂျာကကယ်ရိုလင်းရဲ့ကိုယ်ပေါ်မှာနောက်ထပ်အညိုကွက်တွေထွက်နေတာကိုရောဂျာမြင်သွားခဲ့ပြီးဆရာဝန်နဲ့တွားပြဖို့ကိုလည်းအကြံပေးနေခဲ့ပါတယ်။အဲဒီနောက်အပြင်သွားတော့မဲ့ရောဂျာဟာအိမ်ပြန်ရောက်တဲ့အခါမှာသူ့ရဲ့ရှေ့မှာခိုးတွေတည်နေတာကိုထိုးဆန်းစွာမြင်ခဲ့ရပါတယ်။အိမ်နောက်တစ်ခန်းမှာတော့ចောင်းသွားကြတဲ့သမီးတွေကိုအိမ်ရှိထိလိုက်ပို့ပေးတဲ့ကယ်ရိုလင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲနောက်ကယ်ရိုလင်းဟာသမီးငယ်ဆုံးလေးဖြစ်တဲ့ဧပြီရှိတဲ့အခန်းလေးကိုသွားခဲ့ပါတယ်။အဲ့ဒီချိန်ဧပြီဟာအခန်းထဲမှာတယောက်တည်းစကားတွေပြောနေတာကိုတွေ့တာကြောင့်ဘသူနဲ့စကားပြောနေတာလဲလို့မေးတဲ့အခါမှာဧပြီကသူ့တငယ်ချင်းအစ်စ်ရိုဒီနဲ့ပြောနေတာလို့ပြန်ဖြေခဲ့ပါတယ်
ဒါပေမဲ့ဧပြီရဲ့ရှေ့မှာတော့တံပတ်ပေးရတဲ့ဂီတာဘူးလေးကိုသာတွေ့ခဲ့ပါတယ်။ဧပြီကသူမတငယ်ချင်းနဲ့တွေ့ချင်လားလို့မေးတဲ့အခါမှာကယ်ရိုလင်းကလည်းတွေ့ချင်ကြောင်းပြောတာကြောင့်တချင်းတန်ပြီးသွားပါကမှန်တဲမှာရိုရီပေါ်လာမှာဖြစ်ကြောင်းရှင်းပြပြီးတော့အယုတ်ကိုကယ်ရိုလင်းရဲ့လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ကယ်ရိုလင်းလည်းတချင်းတန်ကိုတေချာအာယုံဆိုင်နားထောင်နေရင်းနဲ့မှန်တဲကိုစူးစိုက်ကြည့်နေခဲ့ပါတယ်။တချင်းတန်ဆုံးသွားချိန်မှာတော့မှန်တဲမှာဘာမှပေါ်လာခြင်းမရှိဘဲနဲ့ဧပြီရဲ့နောက်ပြောင်၆လန့်ခြင်းကိုသာကယ်ရိုလင်းခံလိုက်ရပါတယ်။အဲ့ဒီလိုနဲ့ဧပြီဟာသူမနဲ့အတူတူတိုးလူပုံနိုင်ကစားဖို့အတွက်ကယ်ရိုလင်းကိုတောင်းဆိုတာကြောင့်ကယ်ရိုလင်းကလည်းသဘောတူခဲ့ပါတယ်။အဲ့ဒါကြောင့်ဧပြီကကယ်ရိုလင်းရဲ့မျက်လုံးကိုပဝါစီခိုင်းထားပြီးသူမကတော့ပုံဖို့နေရာစီကိုသွားခဲ့ပါတယ်။အဲ့ဒီနောက်ကယ်ရိုလင်းတယောက်ပုံနေတဲ့ဧပြီကိုရှာဖို့အတွက်စတင်ခဲ့ပါတယ်။ပထမလက်ခုပ်နဲ့ဒုတိယလက်ခုပ်တီးခိုင်းပြီးတဲ့အချိန်မှာတော့တတိယလက်ခုပ်တန်ဟာအခန်းတစ်ခုထဲကနေပြီးတော့ထွက်လာတာကြောင့်ကယ်ရိုလင်းဟာအဲ့ဒီအခန်းကိုဝင်ခဲ့တဲ့အချိန်မှာပဲဗီဒီယိုတကားပွင့်တန်ကြောင့်ဧပြီဟာအဲ့ဒီဗီဒီယိုထဲမှာပဲရှိတဲ့အချိန်နဲ့အဝတ်တွေချားတဲ့ကိုမှွေနှောက်ရှာခဲ့ပေမဲ့ဘာမှမရှိခဲ့ပါဘူးအဲ့ဒီအချိန်ကယ်ရိုလင်းဟာပို့ပြီးတော့တေချာအောင်လို့မျက်လုံးစည်းကိုချွတ်ပြီးကြည့်တဲ့အချိန်မှာပဲဧပြီကသူမရဲ့နောက်ကနေရောက်လာခဲ့ပြီးကယ်ရိုလင်းဟာမျက်လုံးစည်းကိုဖွင့်လိုက်တဲ့အတွက်သူနိုင်သွားကြောင်းပျော်ရွှင်စွာနဲ့ပြောခဲ့ပါတယ်အဲ့ဒီနောက်ဆက်ဝင်ကန်တစ်ခုမှာတော့အိမ်မောကျနေတဲ့ခရစ်စတင်းဟာခြေထောက်ဆွဲခံရတာကြောင့်နိုးလာခဲ့ပြီးတော့နန်စီစနေတဲ့အထင်နဲ့ထပ်မဆဖို့ပြောနေပါတယ်။ခရစ်စတင်းဟာအားကျိန်ပြီးကရင်အောက်ကိုငုတ်ကြည့်တဲ့အချိန်မှာအခန်းတကားနောက်မှာတယောက်ယောက်ရှိနေတာကိုသတိထားမိသွားတာကြောင့်အိပ်ပျော်နေတဲ့နန်စီကိုနှိုးခဲ့ပါတယ်။နန်စီနိုးလာခဲ့ပြီးတော့ခရစ်စတင်းဟာတကားနောက်မှာတယောက်ယောက်ရက်နေကြောင်းပြောတဲ့အခါမှာတော့နန်စီကတေချာအောင်လို့အခန်းတကားနားကိုတွားကြည့်ခဲ့ပါတယ်။နန်စီကဘာမှမမြင်ရပေမဲ့ခရစ်စတင်းဟာအဲ့ဒီအရာကိုမြင်ပြီးကြောက်လန့်လွန်းတာကြောင့်မျက်ရည်တွေပါကျနေခဲ့ပြီးတော့အဲ့အရာကနန်စီနောက်မှာရက်နေတယ်ဟုပြောတဲ့အခါမှာနန်စီကသူ့ရဲ့အနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်စင်မှာပဲအခန်းတကားဟာတစုံတစ်ယောက်ကပိတ်လိုက်သလိုမျိုးစောင့်ပိတ်သွားခဲ့ပါတယ်ခရစ်စတင်းရဲ့အော်တန်ကြောင့်ရောဂျာကယ်ရိုလင်းတို့နဲ့အတူနန်စီတို့ပါအခန်းထဲရောက်လာပြီးတော့ဘာဖြစ်တာလဲဟုမေးတဲ့အခါမှာခရစ်စတင်းကဒီအခန်းထဲမှာတယောက်ရောက်နေတယ်လို့ပြောတာကြောင့်ရောဂျာကလည်းအခန်းထဲကိုလှည့်ပတ်ရှာပေးခဲ့ပါတယ်။ဘာမှမတွေ့တဲ့အခါမှာခရစ်စတင်းတယောက်အိမ်မက်ဆိုးတွေကြောင့်အခုလိုခေအောင်ကရန်တွေချအော်တာဖြစ်နိုင်ကြောင်းဖြောင်းပြတဲ့အခါမှာတော့ခရစ်စတင်းကအဲ့ဒီအရာဟာအခန်းတကားနောက်မှာရှိနေပြီးတော့နင်တို့တမိသားစုလုံးတေးရမယ်လို့ပြောသွားကြောင်းကိုသူ့ရဲ့မိဘတွေကိုစိုးရိမ်တကြီးနဲ့ပြောပြခဲ့ပါတယ်။အဲ့နောက်အခန်းတစ်ခုမှာတော့ကယ်ရိုလင်းရဲ့ကိုယ်ပေါ်မှာအညိုကပ်တွေများစွာထွက်ပေါ်လာနေပြီးတော့စိတ်လူစိတ်တောက်နေပေမဲ့လည်းမပြောက်သွားပဲရှိနေပါတယ်။သူ့သမီးတွေကိုအခန်းထဲမှာလိုက်ကြည့်နေရင်းနဲ့အတန်တွေကြားရတာကြောင့်ထွက်ကြည့်ချိန်မှာတော့လေကားတောက်လျှောက်မှာချိတ်ထားတဲ့သူတို့ရဲ့မိသားစုတပ်ပုံတွေအကုန်လုံးဟာအောက်ကိုပြုတ်ချပြီးတော့ပစစီကွဲကြေကုန်ပါတယ်။ဒီလိုနဲ့မြေအောက်ခန်းကိုဆင်းတဲ့တကားဟာပွင့်နေတာကြောင့်ပိတ်မယ်အလုံးမှာကယ်ရိုလင်းဟာမြေအောက်ခန်းထဲကိုတွန်းချခံလိုက်ရပြီးတော့အခန်းတကားလည်းပိတ်သွားခဲ့ပါတယ်။မြေအောက်ခန်းထဲကိုပြုတ်ကျသွားပြီးတော့ကျောင်းလန့်တကြားဖြစ်နေတဲ့ကယ်ရိုလင်းဟာနေရအနှံ့ကိုလိုက်ကြည့်နေစင်မှာပဲပစ္စည်းဟောင်းနေထားတဲ့စတူကန်းအသေးလေးတွေကနေပြီးတော့ဘောလုံးတစ်လုံးလွတ်လာပြီးတဲ့နောက်မှာတော့ကယ်ရိုလင်းဟာကြောက်နံတကြားနဲ့အပေါ်ကိုပြေးတက်ချိန်မှာပဲထွန်းထားတဲ့မီးသီးလုံးဟာရုတ်တရက်ထကွဲပြီးတော့တစ်ခန်းလုံးမှောင်ထိကျသွားခဲ့ပါတယ်။အမှောင်ထဲကကယ်ရိုလင်းဟာဟိုဟိုတီတီရှောင်ဆန်းရင်းနဲ့ရောကြားထားခဲ့တဲ့မီးချစ်ပူကိုတွေ့ပြီးတော့အလင်းရောင်ရအောင်လို့မီးချစ်ဆန်ကိုထွန်းခဲ့ပါတယ်။အရန်ကြောက်လန့်နေပြီးတော့အမှောင်ထဲမှာရှိတဲ့ကယ်ရိုလင်းရဲ့ဘေးနားမှာတူတူပုံနှံကစားမလားလို့မေးတဲ့နဲ့အတူသူမရဲ့နားဘေးနားကနေပြီးတော့လက်တစုံထွက်လာခဲ့တာကိုမြင်လိုက်ရပြီးလက်ခုပ်တီးတံကိုလည်းအနီးကပ်ကြားလိုက်ရတဲ့ကယ်ရိုလင်းဟာသွေးပြတ်မတက်ခြောက်ခြားသွားပြီးတော့အိမ်ထဲကလူတွေကိုအော်ဟစ်အကူအညီတောင်းပါတော့တယ်။တစ်ဆက်တည်းမှာပဲအပေါ်ထက်မှာရှိတဲ့အန်ဒရီယာရဲ့အခန်းထဲမှာစကားထူးရိုက်တန်ကြောင်းအန်ဒရီယာကအိယာကနေနိုးလာခဲ့ပါတယ်။အဲ့ချိန်မှာတော့စင်တီဟာသူမရဲ့အခန်းထဲကိုရောက်နေခဲ့ပြီးတော့အိပ်ပျော်နေရင်းနဲ့ရောင်းကဗီဒီယိုတကားကိုခေါင်းနဲ့တိုက်နေခြင်းပဲဖြစ်ပါတယ်။အန်ဒရီယာဟာစင်တီကိုခေါ်ပြီးတော့သူမရဲ့အိယာမှာပဲအိတ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ဗီဒီယိုစီကအတန်တွေကပြောင်းမသွားပဲနဲ့ချက်ပြီးအတန်တွေထွက်လာတာကြောင့်အန်ဒရီယာကအဲ့ဒီဗီဒီယိုအနားကိုတိုးသွားပြီးဗီဒီယိုကိုဖွင့်ကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်စင်တီကလည်းနိုးလာပြီးတော့ဗီဒီယိုပေါ်ကိုထိတ်လန့်တကြားကြည့်နေတာကြောင့်အန်ဒရီယာလည်းဗီဒီယိုပေါ်ကိုလိုက်ကြည့်လိုက်တဲ့အခါမှာဗီဒီယိုပေါ်ကမကောင်းဆိုးဝါးဟာအန်ဒရီယာကိုစိုက်ကြည့်နေပြီးချက်ချင်းဆိုသလိုသူမရဲ့အပေါ်ကိုခုန်ချလာပါတော့တယ်။အဲဒီနောက်တစ်ခါမှာတော့အန်နဲ့လော်ရိန်းတို့ဟာ University တစ်ခုမှာတဘာဝလွန်ဖြစ်ရဆိုင်ရာတွေကိုပို့ချနေတဲ့အခန်းမျိုးဖြစ်ပါတယ်။အဲဒီနောက်အက်ဟာအဆင့်30ရှိတဲ့နတ်ဆိုးရဲ့လှုပ်ရှားမှုကိုအကျယ်တဝင့်ရှင်းပြခဲ့ပါတယ်
ဓာခံဆက်သွဲခြင်းအကြမ်းဖက်ခြင်းနဲ့အပြီးပိုင်ပို့ခြင်းတို့ပဲဖြစ်ပါတယ်။အပို့ချနေတဲ့အတန်းထဲမှာကယ်ရိုလင်းတယောက်ပါရှိနေခဲ့ပြီးတော့သူတို့ကြုံတွေ့နေရတဲ့အဖြစ်တွေနဲ့တူနေတာကိုစတင်သိသွားခဲ့ပါတယ်။အဲ့ဒီနောက်ကယ်ရိုလင်းဟာလော်ရင်းတို့လင်မယားနဲ့တွေ့ခဲ့ပြီးတော့သူမတို့အိမ်ကိုလိုက်ဖို့တောင်းဆိုခဲ့ပါတယ်။အဲ့နဲ့လော်ရင်းတို့ဟာကယ်ရိုလင်းတို့အိမ်ကိုရောက်လာခဲ့ပြီးနောက်ကယ်ရိုလင်းကသူ့သမီး9ယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။မိတ်ဆက်ပေးပြီးနောက်မှာတော့လော်ရင်းဟာမြေအောက်ခန်းထဲကိုတွားကြည့်ခဲ့ပြီးတော့အဲ့ဒီနေရာမှာဆူဆူဝါးဝါကိစ္စတွေဖြစ်ပွားခဲ့ကြောင်းကိုအဲ့ကိုပြောပြခဲ့ပါတယ်။နောက်ထပ်တစ်ခါမှာတော့လော်ရင်းဟာဧပြီနဲ့တွေ့ပြီးတော့ဧပြီရဲ့တငယ်ချင်းဆိုသူရိုဒီရဲ့အကြောင်းကိုမေးနေခဲ့တဲ့အခန်းပဲဖြစ်ပါတယ်။သူ့ကိုတွေ့ချင်မှာကဂီတာဘူးလေးရဲ့မှန်မှာပေါ်လာမှာဖြစ်ကြောင်းကယ်ရိုလင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒါကြောင့်ကယ်ရိုလင်းဟာတံပတ်ပေးထားတဲ့ဂီတာဘူးအယုံလေးကိုယူလိုက်ပြီးတော့တချင်းတန်နားချောင်းရင်းနဲ့မှန်တဲ့ကိုစိုက်ကြည့်နေခဲ့ပါတယ်။လော်ရင်းတယောက်စုပ်ဆိုင်ကြည့်နေရင်တချင်းတန်ဆုံးသွားတာနဲ့တပြိုင်နက်မှန်တဲမှာကောင်လေးတယောက်ရဲ့ပုံပေါ်လာခဲ့ပြီးနောက်မှာတော့လော်ရင်းဟာအနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့အရာအားလုံးဟာရှင်းလင်းနေခဲ့ပြီးအဲ့ဒီကောင်လေးလည်းပျောက်ကွယ်သွားပါတယ်။အဲ့ဒီနောက်လော်ရင်းဟာအိမ်ထဲမှာစုံစမ်းစစ်ဆေးမှုတွေပြီးတဲ့အခါမှာတော့ခြံထဲဆင်းလာခဲ့ပြီးရေကန်နားကတရားစီကိုဥတီထွက်လာခဲ့ပါတယ်။သူမရဲ့အနောက်မှာတော့အက်ကလည်းအကျိုးလိုက်လာခဲ့ပါတယ်။အဲ့နဲ့လော်ရင်းတို့တရားထိပ်မှာဆုံတဲ့အချိန်လော်ရင်းရဲ့မျက်နှာဟာချိတ်လက်နေပြီးမျက်ရည်တွေဝဲနေခဲ့ကတဖြည်းဖြည်းအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်အဲ့ဒီရဲ့အနောက်မှာရှိတဲ့တစ်ပင်ပေါ်ကနေအလောင်းကောင်တစ်ကောင်ပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒီနောက်လော်ရင်းအနဲ့ယောချာတို့လင်မယားဟာသူတို့ရဲ့အိမ်ကိုအဆွဲချုပ်ဖို့အတွက်တိုင်ပင်နေကြပါတယ်။အဲ့ဒီနောက်မှာတော့လော်ရင်းကကယ်လိုရင်းတို့ရဲ့အိမ်မှာမြင်ခဲ့ရတဲ့အမှောင်စွမ်းအားနဲ့ပတ်သက်တဲ့မကောင်းတဲ့အရာတွေကိုစတင်ပြောပြပါတော့တယ်။ပထမဦးဆုံးတစ်ပင်ပေါ်မှာတွေ့ခဲ့ရတဲ့အလောင်းကောင်အကြောင်းကိုပြောခဲ့ပြီးနောက်မှာတော့အိမ်ထဲစဝင်ချင်းမှာကလေး9ယောက်နဲ့အတူယောချာနဲ့ကယ်ရိုလင်းတို့ရဲ့နောက်မှာကက်ညိနေတဲ့အမှောင်ရိပ်တွေကိုမြင်ခဲ့ရပြီးတော့သူတို့ဘယ်သွားအဲ့ဒီအရိပ်တွေဟာအမြဲဆိုသလိုကက်ညိနေပြီးတော့လိုက်နေမှာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ဒီအိမ်ထဲမှာဝိညာဉ်တွေအများကြီးရှိနေတာဖြစ်ပြီးမကြေမနက်ဖြစ်နေတဲ့ဝိညာဉ်တစ်ကောင်ကအစိုးရိမ်ရဆုံးဆိုတာကိုလော်ရင်းကပြောပြခဲ့ပါတယ်။နောက်ထပ်တစ်ခါမှတော့လော်ရင်းရဲ့သမီးလေးဂျူရီဟာသူမရဲ့အမေကိုဓာတ်ပုံထည့်လို့ရတဲ့လော့ကပ်ပါတဲ့ဆွဲကြိုးလေးကိုလက်ဆောင်ပေးနေတဲ့အခန်းပဲဖြစ်ပါတယ်။အဲ့ဒီနောက်အက်ဟာကယ်ရိုလင်းတို့ဖြစ်ပျက်သမျှအကြောင်းအရာတွေကိုမေးပြီးတော့အတန်ဖမ်းခဲ့ပေမဲ့အတန်တွေကထူးဆန်းစွာပါမလာကြောင်းကိုလော်ရင်းကိုပြောပြနေခဲ့ပါတယ်။အဲ့ဒီနောက်လော်ရင်းကလည်းသူတွေ့ထားတဲ့အရာတွေကိုအက်ကိုပြန်ပြီးတော့ပြောပြခဲ့ပါတယ်။1863ခုနှစ်တုန်းကအဲ့ဒီမြေမှာဂျန်ဆန်ရှာမန်ဆိုတဲ့သူတယောက်ဟာတက်အိမ်လေးတစ်လုံးကိုတိစောက်ခဲ့ရကအစားပြုခဲ့ပါတယ်။အဲ့ဒီနောက်ရှာမန်ကဘရှိဘာလို့ခေါ်တဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပြီးတော့ခလေးတယောက်ရခဲ့ပါတယ်။တကယ်တော့ဘရှိဘာဟာမယ်ရီတောင်းအက်စတင်နဲ့အမျိုးတော်သူလည်းဖြစ်ပါတယ်။တကယ်တော့မယ်ရီတောင်းအက်စတင်ဟာစီလန်မှာစုံအတက်လုပ်တယ်ဆိုပြီးတော့ဆွဆွဲခံရသူတယောက်လည်းဖြစ်ပြီးတော့အဲ့ဒီနောက်သူမကိုစုံမလို့ဆွဆွဲပြီးတော့တရားရုံးမှာပဲကြိုးပိတ်ခဲ့ပါတယ်။အဲ့ဒီလိုတည်သွားတာနဲ့တစ်ဆက်တည်းအချိန်မှာပဲပိတ်ထားတဲ့အတန်သွင်းဆက်ဟာသူ့အလိုလိုပွင့်လာခဲ့ပြီးနောက်မှာတော့အဲ့ရဲ့အတန်ကဥစွာထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အတန်သွင်းခဲ့တဲ့ကယ်လိုရင်းရဲ့အတန်ကတော့မပါလာခဲ့ပဲထူးဆန်းပြီးကြောက်စရာကောင်းတဲ့အတန်သာထွက်ပေါ်လာခဲ့ပြီးအတန်တွေထွက်လာတဲ့အချိန်ကတော့3နာရီနဲ့9မိနစ်အတိမှာပဲဖြစ်ပါတယ်။အဲ့ဒါတွေကြောင့်နောက်တစ်နေ့မှာတော့အက်တိုဟာကယ်လိုရင်းတို့ရဲ့အိမ်ကိုအရာရှိဘက်ဂျိုးတို့နဲ့အတူရောက်ရှိလာခဲ့ကြပြီးဒီအိမ်မှာတဘာဝလိုဖြစ်ရည်ရှိနေကြောင်းသက်သေပြဖို့အတွက်ဝိညာဉ်ဖမ်းဆက်တွေကိုအိမ်ရဲ့နေရာအနှံ့မှာလိုက်ပြီးတက်ဆင်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်းလော်ရင်းနဲ့ကယ်ရိုလင်းတို့ဟာအိမ်ထဲမှာအတူရှိနေခဲ့ကြပြီးကယ်လိုရင်းတို့ရဲ့မိသားစုကမ်းခြေသွားတော့ကဓာတ်ပုံတွေကိုကြည့်ရင်းနဲ့မိသားစုအမှတ်တရတွေကိုပြန်ပြောနေခဲ့ကြတဲ့အခန်းပဲဖြစ်ပါတယ်။အဲဒီနောက်အက်ဟာပါလာတဲ့ပရိတ်ရည်နဲ့ဘာသာရေးအဆောင်ပစ္စည်းတွေကိုအိမ်ရဲ့နေရာအနှံ့မှာလိုက်ထားခဲ့ပြီးဆင်ထားတဲ့ပစ္စည်းတွေကိုပြန်စစ်ဖို့လုပ်နေတဲ့အချိန်မှာပဲမြေအောက်ခန်းကိုသွားတဲ့အခန်းတကားမှာတက်ထားတဲ့အချက်ပေးခေါင်းလောက်တန်ထွက်လာခဲ့ပြီးကင်မရာတွေကလည်းတစ်ဖြက်ဖြက်နဲ့စတင်ထူးခြားမှုတွေဖြစ်လာတာကြောင့်ထူးခြားမှုတွေပေါ်လာတဲ့စီကိုလိုက်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်။လော်ရင်းနဲ့အက်တူ2ယောက်ဟာမြေအောက်ခန်းစီကိုတရေရှာဖွေပစ္စည်းတွေနဲ့အတူဆင်းခဲ့ကြပါတယ်။ထူးခြားမှုတွေကြုံကျင်ပေမဲ့ဘာထူးခြားမှုမှဖြစ်မလာတာကြောင့်စောင့်ကြည့်ကင်မရာကဖမ်းမိတဲ့ဟာကိုပဲပြန်ကြည့်ဖို့အပေါ်ကိုပြန်တက်ပြီးတကားအပြင်ဘက်ကိုရောက်တာနဲ့တပြိုင်နက်အဲ့ဒီမြေအောက်အခန်းတကားဟာသူ့အလိုလိုအားနဲ့ဆွဲဆောင်လိုက်တယ်လို့မျိုးပြန်ပိတ်သွားခဲ့ပါတယ်
နောက်တနေ့မနက်မှာတော့ကယ်လိုရင်းတို့မိသားစုနဲ့အတူလော်ရင်းတို့လင်မယားအပါအဝင်အရာရှိဘက်နဲ့ဂျိုးတို့ပါအတူတူမနက်စာစားနေကြတဲ့အခန်းပဲဖြစ်ပါတယ်။မနက်စာစားပြီးနောက်မှာတော့လော်ရင်းဟာခြံထဲမှာအဝတ်တွေလှမ်းနေခဲ့ပါတယ်။အဲ့ဒီနေရာကိုအက်ပါရောက်လာခဲ့ပြီးတော့ကယ်ရိုလင်းတို့လင်မယားဟာနှွေးထွေးကြောင်သူတို့မိသားစုကိုကူညီရမည်ဟုလော်ရင်းကပြောပြီးနောက်မှာတော့အက်ဖီတို့အတွက်ရည်ကြည်ရမယ့်အခန်းဖြစ်တဲ့လင်မယားနှစ်ယောက်တစ်တီတူးကြတဲ့အခန်းပဲဖြစ်ပါတယ်။လော်ရင်းကကြမ်းရှိနေသေးတဲ့အဝတ်တွေလှမ်းနေချိန်မှာတော့ตาယာနေတဲ့ရာသီဥတုဟာရုတ်တရက်ဆိုသလိုလေပြင်းတွေတိုက်ခတ်လာပြီးတော့လှမ်းထားတဲ့အဝတ်တွေပါလွင့်ထွက်ကုန်มาတော့တယ်။အဲ့ဒီအဝတ်တွေကိုလိုက်သိမ်းနေတဲ့လော်ရင်းဟာတနေရာအရောက်မှာတော့စောင့်တစ်ခုဟာလွင့်ထွက်သွားပြီးလေထဲမှာပဲလူအရိတ်တရံပြောင်းသွားခဲ့ပါတယ်။လော်ရင်းတယောက်အထိတ်တလန့်ဖြစ်နေစင်မှာပဲအဲ့ဒီအဝတ်ဟာလေပေါ်လွင့်ကကယ်လိုရင်းတို့ရဲ့ပရင်းပေါင်နားစီရောက်သွားခဲ့ပြီးတော့အထဲကိုလူတယောက်ပုံစံနဲ့ဝင်သွားတာကိုမြင်လိုက်တဲ့လော်ရင်းဟာအဲ့ဒီအနောက်ကိုအတကုံလိုက်ခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲအခန်းထဲမှာအိမ်မောကျနေတဲ့ကယ်လိုရင်းရဲ့လက်မှာလက်သုံးချောင်းရအမှတ်အသားပေါ်လာပြီးကယ်လိုရင်းနိုးလာချိန်မှာတော့သူမရဲ့အပေါ်တက်တယ်မှာမကောင်းဆိုးဝါးကရောက်နေခဲ့ပြီးကယ်ရိုလင်းကိုပူးကပ်ဖို့စတင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလော်ရင်းဟာကယ်လိုရင်းတို့အခန်းစီကိုရောက်လာခဲ့ပြီးကယ်ရိုလင်းအဆင်ပြေလားဟုလှမ်းမိတဲ့အခါမှာကယ်ရိုလင်းကသူမပုံမှန်အတိုင်းအဆင်ပြေပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာတော့ထုံးစံအတိုင်းပဲတရေဖက်တဲ့အစီအစဉ်ကိုစခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့ညပိုင်းရောက်တဲ့အခါအရာရှိပရက်ဟာလက်ဖက်ရည်ဖြော်ဖို့အတွက်ထမင်းစားခန်းဘက်ထွက်လာခဲ့ပါတယ်။အရာရှိပရက်ဟာလက်ဖက်ရည်ဖြော်နေရင်အပြင်ကစကားပြောတန်နေကြောင်းထွက်ကြည့်တဲ့အခါမှာဘာမှမတွေ့ရတာကြောင့်အိမ်ထဲကိုပြန်ဝင်လာစင်မှာပဲအဝတ်တွေစုလန်းထားတဲ့နေရာမှာအိမ်အကိုဝမ်းဆက်နဲ့မိန်းမတယောက်ဟာဒဏ်ရာရပြီးသွေးထွက်နေတဲ့သူမရဲ့လက်ကိုမြှောက်ပြရင်အခန်းတွင်းဘက်ကိုဝင်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်အရာရှိဟာအဲ့ဒီအမျိုးသမီးနောက်ကိုလိုက်စင်မှာပဲထို့အမျိုးသမီးဟာအရာရှိဘေးကနေကြောက်စရာအတန်နဲ့ကြီးနဲ့ထအော်ခဲ့တာကြောင့်အရာရှိဟာအလန့်လွန်ပြီးမြေကြီးပေါ်ကိုဖင်ထိုင်ရဲ့လဲကျသွားပြီးတော့အကိုကြီးတောင်းมาတော့တယ်။အခန်းထဲမှာရှိတဲ့လူတွေအကုန်လုံးဟာအရာရှိရဲ့အော်တန်ကြောင့်အဲ့ဒီအခန်းထဲကိုရောက်နေကြစင်မှာပဲစင်တီဟာအိမ်ရင်းနဲ့လမ်းထားလျှောက်လာစဉ်သူမကိုကင်မရာတွေကအချက်ပြမီးတွေကြောင့်အကျိုးဟာစင်တီရဲ့နောက်ကိုထက်ချက်မကွာလိုက်ကြပါတယ်။ဒါပေမဲ့စင်တီဟာအခန်းတစ်ခုထဲကိုဝင်သွားပြီးနောက်စင်တီကိုလုံးဝရှာလို့မတွေ့ခဲ့ပါဘူး။ဒရူးဟာအတန်ဖန်းဆက်နဲ့နားထောင်စဉ်စင်တီနဲ့အတူနောက်တစ်ယောက်ရှိနေကြောင်းပြောတဲ့အခါမှာတော့အတိုဟာယူဘီမင်းเจ้าနဲ့စင်တီကိုခြေရာခံပြီးလိုက်ရမှာတော့နောက်ဆုံးမှာစင်တီကိုဗီရိုရဲ့အနောက်ဘက်ရှုပ်ဝက်အခန်းကျင်းထဲမှာအိတ်လျက်သားတွေ့ခဲ့ရပြီးအချိန်မှာပဲဧပြီကအဲ့ဒီနေရာဟာယူရီကြောက်လို့ရှင်ပုံတက်တဲ့နေရာဆိုပြီးတော့ပြောခဲ့ပါတယ်။ဧပြီရဲ့စကားကိုကြားသွားတဲ့လော်ရင်းဟာအဲ့ဒီရှုပ်ဝက်အခန်းထဲကိုဂျမီတက်လက်နဲ့အတူဝင်ခဲ့ပါတယ်။အထက်ရောက်တဲ့အခါဦးစွာကစားစရာအယုတ်တွေကိုမြင်ခဲ့ရပြီးအဲ့ဒီနေရာမှာတစ်ခုကလွတ်နေပြီးတော့အရာလေးသာကြံခဲ့တာကြောင့်လော်ရင်းဟာအက်ကိုဧပြီရဲ့ဂီတာဘူးလေးကိုယူခိုင်းခဲ့ပါတယ်။အဲ့ဒီဘူးလေးကိုနေရာမှာထားလိုက်တဲ့အခါကွက်တီဖြစ်သွားတာကြောင့်ရိုဒီနဲ့ဧပြီရဲ့ဆက်နွယ်မှုကိုသိရှိသွားခဲ့ပြီးရှင်းဆက်သွားတဲ့အခါမှာတော့တွဲလဲကျနေတဲ့ကျိုးကိုဆွဲယူကြည့်ရမှာဇွဲကျိုးချသေးတော့ကအတုံးပြထားခဲ့တဲ့ကျိုးဖြစ်ကြောင်းကိုလော်ရင်းကသိပြီးတော့ပြန်ထမယ်အလုံးမှာပဲလော်ရင်းရက်နေတဲ့ပြင်ပြားဟာကျိုးကျသွားပြီးလော်ရင်းဟာအောက်ကိုအချိန်နဲ့ပြုတ်ကျသွားခဲ့ပါတယ်။လော်ရင်းပြုတ်ကျတာကိုသိသွားတာကြောင့်အက်ဟာပြုတ်ကျနိုင်တဲ့အခန်းနဲ့အနည်းဆုံးနေရာကိုသွားခေါ်ပေမဲ့လော်ရင်းစီကဘာတုတ်ပြန်မှုမှမရခဲ့ပါဘူး။မြေအောက်ခန်းနဲ့ကျသွားတဲ့လော်ရင်းဟာဖုံအလိမ့်လိမ့်နဲ့ဖြစ်နေပြီးတော့ပါလာတဲ့ဂျမီကိုဖွင့်ထားပြီးအတန်မြည်တဲ့ဂီတာပူးကိုဖွင့်ထားခြင်းသူမနောက်ကိုဂျမီနဲ့ထိုးပြီးကြည့်နေစင်ပါပဲတချင်းဆုံးသွားတဲ့အခါမှာတော့မှန်တဲမှာသားဆုံးသွားလို့ကိုတက်သေးသွားတဲ့ဝေါ်ကာဆိုတဲ့အမျိုးသမီးရဲ့ဝိညာဉ်ကိုတွေ့ရပြီးသူငါ့ကိုလှုပ်ခိုင်းတာဆိုပြီးတော့တစုံတစ်ခုကိုညွှန်ပြနေခဲ့ပါတယ်လော်ရင်းဟာကြောက်လာတာကြောင့်ခုံတစ်ခုအောက်ထဲကိုဝင်ပြီးဓမီနဲ့နေရာအနှံ့ကိုထိုးကြည့်နေစင်ပါပဲအပေါ်ကနေဖြူဖွေးပြီးတော့သွေးမရှိတဲ့ခြေထောက်ကြီးကျလာပြီးအဲ့ခြေထောက်နဲ့အတူခန္ဓာကိုယ်ဟာလေထဲမှာပဲနေရင်လော်ရင်းဘက်စီကိုဥတီလှည့်လာခဲ့ပါတယ်လော်ရင်းဟာအနေရပြုတ်တော့မှာကိုသိတာကြောင့်ပြေးထွက်တဲ့အခါမှာတော့မကောင်းဆိုးဝါးဟာနောက်ကနေတောက်လျှောက်ပါလာပြီးတော့လော်ရင်းရဲ့ဆွဲကြိုးကိုလှမ်းဆွဲပါတော့တယ်လော်ရင်းဟာအားကုန်သုံးပြီးပြေးထွက်တဲ့အခါမှာဆွဲကြိုးကပြတ်သွားပြီးတော့လော်ရင်းဟာအပေါ်တက်ကိုအမြန်ပြေးထွက်ခဲ့ပါတယ်။ဒါပေမဲ့လော်ရင်းရဲ့ဆွဲကြိုးဟာမြေအောက်တက်အခန်းမှာပဲကျန်ခဲ့ပါတယ်။လော်ရင်းဟာအပေါ်တက်ကိုပြန်ရောက်ပြီးအတို့ကိုတွေ့တာနဲ့တပြိုင်နက်သူမှသိသွားတဲ့လျှို့ဝှက်ချက်တွေကိုပြောပြပါတော့တယ်။တပြိုင်နက်မှာပဲအိမ်ထဲမှာထားတဲ့ဘာသာရေးဆိုင်ရာအဆောင်တွေအားလုံးဟာတစ်ချိန်တည်းဆိုသလိုအောက်ကိုအကုန်ပြုတ်ကျကုန်ပါတော့တယ်။
ဆက်ထဲမှာပဲအားလုံးဟာအံ့ဩနေကြစဉ်နန်စီရဲ့စပင်းတွေဟာလေထဲမှာထောင်လာခဲ့ပြီးတော့မမြင်ရတဲ့အရာတစ်ခုရဲ့ယုံငယ်ခြင်းကိုခံခဲ့ရပြီးနန်စီကိုထိခိုက်အောင်လုပ်ပါတော့တယ်။နန်စီကိုလူတွေအကုန်လုံးလိုက်ဖမ်းကြပေမဲ့မမိတော့တဲ့အဆုံးမှာတော့လော်ရင်းကကက်ကြီးကိုယူပြီးတော့နန်စီရဲ့စပင်းကိုဖြတ်လိုက်မှသာအရာအားလုံးဟာရပ်တန့်သွားပြီးတည်ငြိမ်သွားပေမဲ့အားလုံးရဲ့ရင်ထဲမှာတော့ကြောက်စိတ်တွေလွှမ်းမိုးသွားခဲ့ပါတယ်။နောက်တစ်နေ့မနေ့ရောက်တဲ့အခါမှာတော့အက်ကသူတို့ရထားတဲ့မှတ်တမ်းတွေကိုဖာသာဂေါ်နွတ်စီကိုတွားပြဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ယောဂျာတို့ကလည်းအဲ့ဒီအိမ်မှာမနေတော့ပဲတခြားနေရာမှာပြောင်းနေဖို့အတွက်လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်လော်ရင်းကသူ့သမီးရဲ့ခေါ်တံကိုကြားရပြီးတော့တရားထိတ်ကိုရောက်တဲ့အခါမှာရင်းနှီးနေတဲ့ဂျိုဒီကိုမြင်ရတဲ့နောက်တေဖို့အတွက်လုပ်နေစင်မှာပဲဂျိုဒီရဲ့ပုံရိပ်ဟာပျောက်သွားတာကြောင့်ဒါဟာနမိတ်ဆိုတာကိုလော်ရင်းကသိသွားပြီးသူမရဲ့အိမ်ကိုဖုန်းခေါ်ပြီးတော့စိတ်ချရတဲ့အခြေအနေရှိတယ်ဆိုမှသာလော်ရင်းနဲ့စိတ်အေးသွားခဲ့ပါတယ်။အက်ကလည်းဘေးနားကနေဘာဖြစ်တာလဲတစ်ချိန်လုံးမေးနေပြီလေဖုန်းချပြီးမှသာဂျူရီနဲ့ပတ်သက်တဲ့နမိတ်ကိုမြင်ခဲ့ရတာကိုပြောပြခဲ့ပါတယ်။အဲဒီနောက်အက်နဲ့လော်ရင်းတို့ဟာသူတို့ရရှိထားတဲ့သက်သေတွေကိုဖျားเจ้าမှာရှိတဲ့ဖာသာဂေါ်ရွန်စီကိုပြသနေတဲ့အခမ်းပဲဖြစ်ပါတယ်။အချိန်ကြီးအားလုံးကိုဖာသာဂေါ်ရင်ကနားလည်သွားပေမဲ့ယောဂျာမိသားစုဟာဖျားเจ้าရဲ့အဖွဲ့ဝင်တွေမဟုတ်တဲ့အပြင်ကလေးတွေကလည်းရေပြန်းမင်္ဂလာမလုပ်ရသေးတာကြောင့်ဗာတီကန်ကတင်းအုပ်တွေကခွင့်ပြုပေးဖို့အတွက်ကိုခက်ခဲကြောင်းဖြေခဲ့ပါတယ်။ဒါပေမဲ့အက်ကတော့လက်မလျှော့ပဲယောဂျာမိသားစုရင်ဆိုင်နေရတဲ့နတ်ဆိုးဟာသူတို့တခါမှမကြုံဘူးသေးတဲ့နတ်ဆိုးဖြစ်ပြီးတော့ယောဂျာမိသားစုအတွက်လည်းအနေရများကြောင်းပြောတဲ့အခါမှာတော့ဖာသာဂေါ်နန်ကလည်းကူညီပေးဖို့ကိုသဘောတူခဲ့ပါတယ်။တစ်ဖက်မှာတော့လော်ရင်းတို့သမီးလေးဂျူရီဟာမကောင်းဆိုးဝါးရဲ့ခြောက်လန့်ခြင်းကိုစတင်ခံစားနေခဲ့ရပါပြီ။အိတ်နေတဲ့ဂျူရီတရားသူမရဲ့ခြေထောက်ကိုဆွဲခံရတာကြောင့်နိုးလာခဲ့ပါတယ်။အပြင်မှာလည်းမိုးတွေတဲထန်စွာရာနေခဲ့ပြီးတော့ဂျူရီဟာသူမရဲ့အဖေနဲ့အမေပြန်လာပြီလို့ထင်ကအခန်းပြင်ကိုထွက်လာခဲ့ပါတယ်။အဲဒီနောက်လော်ရင်းတို့ဝိညာဉ်တွေပူးကပ်နေတဲ့ဂျားခန့်ပစ္စည်းတွေကိုတင်ချတဲ့အခန်းတကားပွင့်နေတာကိုဂျူဒီတွေ့ပြီးတော့သူ့အဖေရှိမယ်အချင်းနဲ့အော်ခေါ်နေခဲ့ပါတယ်။ဒါပေမဲ့အခန်းထဲမှာဘယ်သူမှရှိမနေခဲ့ပဲအန်နဘဲအယုံမှချတဲ့နေရာမှာတော့အယုံမှပျောက်နေတာကိုတွေ့ခဲ့ပြီးမိုးချင်းတန်နေတဲ့အကျိုးဂျူရီဟာကြောက်နှံစွာနဲ့သူမရဲ့အခန်းထဲကိုပြေးဝင်ပြီးတော့အခန်းတကားကိုနှိမ့်မြန်စွာပိတ်လိုက်ပါတယ်။ဂျူဒီအခန်းတကားကိုပိတ်လိုက်ပြီးတဲ့အချိန်မှာပဲအပြင်ကနေတစုံတစ်ခုဟာဂျူဒီရဲ့အခန်းတကားကိုတုံးနဲ့ထုနေခဲ့ပြီးတော့ဂျူဒီဟာကြောက်လန့်တကြားအော်နေချိန်မှာပဲအတန်နေဟာရုတ်တရက်ရက်သွားပြီးနောက်မှာတော့သူမရဲ့အခန်းထဲဟာမီးအိမ်ကလည်းမှောင်ကျသွားပါတော့တယ်။တစ်ဆက်ထဲမှာပဲဂျူဒီနောက်ကျောဘက်ကထိုင်ကုန်ဟာလှုပ်နေပြီးခုံပေါ်မှာတော့မိန်းမတစ်ယောက်ရဲ့ပေါင်ပေါ်မှာထိုင်နေတဲ့အန်နဘဲအယုံမဟာရှိနေခဲ့ပြီးဂျူဒီကိုလှည့်ကြည့်ချိန်မှာတော့ဂျူဒီဟာလန့်သွားပြီးအခန်းတကားကိုဖွင့်ဖို့အားကုန်စူးစမ်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခလေးချင်းနန္ဒာရောက်လာပြီးဂျူဒီတကားကိုအပြင်ကနေဖွင့်ဖို့လုပ်ခဲ့ပေမဲ့အခန်းတကားဟာဘလို့မှဖွင့်မရခဲ့ပါဘူး။အဲ့အချိန်မှာပဲလော်ရိန်းနဲ့အက်တိုဟာအိမ်ပြန်လာတဲ့လမ်းမှာရောက်နေကြပြီးအိမ်ထဲရောက်ချင်းဂျူဒီအခန်းတကားကိုဖွင့်ဖို့လုပ်နေတဲ့နန္ဒာကိုတန်းတွေ့ရပြီးတော့အက်ကဂျူဒီကိုတကားဝါကနေဝေးဝေးနေခိုင်းခဲ့ပြီးတကားအပြင်ကနေဖြတ်ဝင်မှုစူးစမ်းနေစင်ပါပဲဂျူဒီအနောက်ကထိုင်ကုန်ဟာဂျူဒီရှိရာဘက်ကိုဦးတည်လှည့်လာနေပြီးတော့ဂျူဒီစီလွင့်စင်ထွက်လာစင်မှာပဲအက်ကတကားကိုဖွင့်လိုက်နိုင်ပြီးဂျူဒီကိုဥစွာကယ်လိုက်နိုင်ပါတယ်အသက်ဘေးကလွတ်မြောက်သွားတဲ့ဂျူဒီဟာသူမအခန်းထဲမှာအန်နဘဲအယုံမနဲ့အတူအမျိုးသမီးတစ်ယောက်ကိုပါတွေ့လိုက်ကြောင်းပြောတာကြောင့်အဟာချက်ချင်းဆိုသလိုပဲအယုတ်တွေထားတဲ့အခန်းကိုသွားကြည့်လိုက်တဲ့အခါမှာအန်နဘဲရုပ်ဟာသူမရဲ့မူလနေရာကိုပြန်ရောက်နေပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းကယ်ရိုလင်းဟာခရစ်စတင်နဲ့ဧပြီတို့ကိုခေါ်ပြီးတော့ကားနဲ့ထွက်သွားခဲ့ပြီးကယ်ရိုလင်းရဲ့ကိုယ်မှာလည်းအပုပ်နဲ့နေထွက်နေခဲ့ပြီးဘဲကိုသွားမယ်မှန်းလည်းဘသူ့ကိုမှမပြောသွားတာကြောင့်ယောဂျာဟာအတူအိမ်ကိုဖုန်းဆက်ပြီးအကျိုးကြောင့်ပြောပြခဲ့ရမှာတော့လော်ရင်းကနတ်ဆိုးဟာအမေကိုဝင်ပို့ပြီးတော့ခလေးတွေကိုပြန်တက်ဖို့လှုပ်တော့မှာကိုတည်သွားခဲ့ပြီးသူမရဲ့အရင်အိမ်အဟောင်းစီကိုလိုက်သွားဖို့လှုပ်ကြပါတော့တယ်။ဒါပေမဲ့အက်ဟာကယ်ရိုလင်းတို့စီကိုသူတယောက်တည်းသွားမိတာဖြစ်ပြီးတော့လော်ရင်းကိုတော့အိမ်မှာပဲဂျူဒီနဲ့အတူနေစေချင်ခဲ့ပါတယ်။ဒါပေမဲ့လော်ရင်းကလက်မခံဘဲအတူတူဒီကိစ္စကိုအဆုံးသတ်ဖို့အတွက်လိုက်လာခဲ့ပါတယ်။အဲ့နောက်မှာတော့အရာရှိဘက်နဲ့အတူလော်ရင်းတို့ဟာကယ်ရိုလင်းတို့ရှိတဲ့အိမ်စီကိုရောက်လာခဲ့ကြပါတယ်။အိမ်တကားကိုတော့ခတ်ထားတာကြောင့်အရာရှိဘက်ဟာတနက်နဲ့ပြစ်ပြီးတော့တကားကိုဖွင့်ခဲ့ပါတယ်။တကားပွင့်သွားတာနဲ့တပြိုင်နက်သူတို့၃ယောက်ဟာအိမ်ထဲကိုပြေးဝင်ခဲ့ကြပြီးကယ်ရိုလင်းနဲ့ယောဂျာတို့ကိုနာမည်အော်ခေါ်ပြီးတော့ရှာဖွေပါတော့တယ်။ဘာကြောင့်လဲဆိုတော့ကယ်ရိုလင်းဟာလက်မှာကက်ကြေးကင်ထားပြီးတော့ခရစ်စတင်ကိုထိုးဖို့ကြံရွယ်နေတာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ကယ်ရိုလင်းကိုလူရှိအကုန်လုံးဟာချုပ်ပြီးတော့အဆွဲချုပ်ဖို့အတွက်ဖះเจ้าကိုခေါ်ဖို့အိမ်အပြင်စီကိုခေါ်ထုတ်ကြပါတော့တယ်။
ဒါပေမဲ့အိမ်တကားနားရောက်တဲ့အခါမှာကယ်ရိုလင်းရဲ့အသားတွေဟာမီးလောင်ရာတွေပေါ်လာတာကြောင့်ကယ်ရိုလင်းကိုအိမ်အပြင်ရောက်လို့ရှိရင်ဆုံးမကတတ်တော်မှာကိုလော်ရင်းကသိသွားပါတယ်။အဲ့ဒါကြောင့်အိမ်အပြင်မထုတ်ဖို့တားမြစ်နေချိန်မှာပဲကယ်ရိုလင်းရဲ့ကိုဟာဆွဲခေါ်ခံရတယ်လို့လွင့်သွားပြီးမြေအောက်ခန်းစီကိုပြန်ရောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ဒရူးကခရစ်စတင်းကိုကားထဲမှာထားခဲ့ပြီးတော့ဧပြီကိုရှာဖို့အတွက်အိမ်ထဲကိုပြန်ဝင်လာခဲ့ပါတယ်။မြေအောက်ခန်းထဲမှာတော့ဝေပူးခံနေရတဲ့ကယ်ရိုလင်းဟာအသက်ကုန်တောင်းကျမ်းနေပြီးဝင်ချင်းနဲ့အရာရှိဘက်ရဲ့ဘားကိုကိုက်ဆွဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာလော်ရင်းဟာကယ်ရိုလင်းအပေါ်ကိုအဖြူဝတ်တစ်ခုနဲ့အုပ်ခါထိုင်ကုန်ကိုဆွဲယူပြီးထိုင်စေခဲ့ပြီးတော့ဂျုံလို့မရအောင်ကျိုးနဲ့တုပ်ထားလိုက်ပြီးအဆွဲချုပ်ဖို့အတွက်စတင်ခဲ့ပါတယ်။ဒါပေမဲ့အဆွဲချုပ်ဖို့အတွက်ဖာသာဂေါ်ရင်ကနေရာဝေးသွန်းလာကြောင်းဒီကြားထဲမှာကယ်ရိုလင်းတောက်ခံနိုင်မှာမဟုတ်တာကြောင့်အက်ဟာသူ့ကိုယ်တိုင်ပဲအပနှင်ဖို့လုပ်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အက်ကသူအပနှင်နေတဲ့အချိန်မှာလော်ရင်းကိုနေရာကနေရှောင်ပေးဖို့ပြောပေမဲ့လော်ရင်းကလက်မခံပဲငင်းခုန်နေခဲ့ကြပါတယ်။အဲ့ဒီနောက်လော်ရင်းကသူတို့နှစ်ယောက်ကိုဖျားသခင်ကအကြောင်းပြချက်တစ်ခုကြောင့်အခုလိုအတူရှိနေကြောင်းပြောပြီးတော့အပနှင်ဖို့လိုတဲ့အရာတွေယူဖို့အပေါ်ကိုပြန်တက်ခဲ့ပါတယ်။အက်ဟာအပနှင်မှုစတင်ခဲ့ပြီးပရိတ်ရည်နဲ့ကယ်ရိုလင်းကိုဖျက်တဲ့အချိန်မှာအော်တန်တွေထွက်လာခဲ့ပြီးတော့ကယ်ရိုလင်းဟာအဲ့ရဲ့လက်ထက်ကပရိတ်ရည်ကိုကျကွဲအောင်လှုပ်ပြီးတော့အပနှင်ချင်းဆက်လက်လုံးမဆောင်နိုင်အောင်လို့နှောက်ယှက်ခဲ့ပါတယ်။တစ်ဆက်ချင်းမှာပဲအိမ်အပြင်ကကားထဲမှာကြံခဲ့တဲ့ခရစ်စတင်းကတော့ကြီးကန်းတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီနောက်အိမ်တစ်ခုလုံးကိုကြီးကန်းတွေအများကြီးဝိုင်းအုံလာပြီးမြေအောက်ခန်းကတကားမှန်တွေကိုပါလာဖောက်တဲ့အထိစိုးရွားစွာတိုက်ခိုက်ပြီးတော့အပနှင်ချင်းလှုပ်လို့မရအောင်လို့နှောက်ယှက်ပါတော့တယ်။မြေအောက်ခန်းထဲမှာတော့အပနှင်နေတဲ့အခြေအနေတွေဟာဆိုးဝါးလာခဲ့ပြီးယောက်ျားဟာသူ့မိန်းမကယ်ရိုလင်းကိုအက်ကတက်နေတယ်ဟုချိန်မြင်လာကစတင်ငင်းခုန်မှုတွေဖြစ်လာခဲ့ပါတယ်။လော်ရင်းကကယ်ရိုလင်းဝိညာဉ်အတွက်တိုက်ခိုက်နေရတာဝင်ပြောမှသာယောက်ျားဟာငြိမ်သွားခဲ့ပြီးအပနှင်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ရဲ့အပနှင်မှုကြောင့်ကယ်ရိုလင်းရဲ့မူလပုံစံပျောက်သွားခဲ့ပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့စေတန်ရဲ့အသွင်ကူးပြောင်းလာတာကိုလော်ရင်းတို့မြင်ခဲ့ကြပါတယ်။အဲ့နောက်ကယ်ရိုလင်းရဲ့အတန်လေးဟာရုတ်တရက်ရပ်သွားပြီးသူမထိုင်နေတဲ့ခုံဟာလေပေါ်ကိုတဖြည်းဖြည်းမြုပ်တက်သွားကအပေါ်တက်ကကျန်းပြင်းနဲ့ဇောက်ထိုးကြီးသွားကပ်နေပါတော့တယ်။အဲ့ဒီနောက်ခုံကအောက်ကိုပြန်ပြုတ်ကျလာခဲ့ပြီးခြိထားတဲ့ကြိုးတွေပါပြေသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ရဲ့အနောက်ကဗီယိုဟာအဲ့ရဲ့အပေါ်ကိုလဲကျလာပြီးတော့အထိခိုက်ဒဏ်ရာရပြီးထပ်ပြီးအပနှင်လို့မရအောင်လို့စေတန်ကနှောက်ယှက်နေခဲ့ပါတယ်။ယောက်ျားကသူ့မိန်းမကိုထပ်မနှောက်ယှက်ဖို့အတွက်ဝင်ကူးနေတဲ့စေတန်ကိုပြောတဲ့အခါမှာတော့စေတန်ကကယ်ရိုလင်းကသေသွားပြီးခုနင်တို့တမိသားစုလုံးသေရတော့မယ်လို့ပြောနေချိန်မှာပဲအကြောင်းလွန်ပြီးတော့ပုံနေတဲ့ဧပြီကိုထမင်းစားခန့်ရဲ့ခုံအောက်မှာတွေ့ပြီးဖြစ်ကြောင်းလော်ရင်းတို့ကိုလှမ်းပြောစင်မှာဝင်ပူးခံရတဲ့ကယ်ရိုလင်းမှာကြားသွားခဲ့ပြီးဧပြီရှိရာနေရာကိုသွားပါတော့တယ်။အတူဟာနှင်မြန်တဲ့လှုံရှားမှုကြောင့်ဘယ်သူမှမကြားလိုက်နိုင်ရဲ့လေကယ်ရိုလင်းကိုလွတ်သွားခဲ့ပါတယ်။နောက်တနေရာမှာတော့ကယ်ရိုလင်းဟာဧပြီကိုဖမ်းမိသွားခဲ့ပြီးလက်ထဲမှာပါလာတဲ့ကက်ကြီးကိုထိုးမလို့ရွယ်ခံပြီးအချိန်မှာအုတ်ကြားကနေပြီးတော့ထွက်လို့မရဖြစ်နေတဲ့အက်ဟာကယ်ရိုလင်းကိုဝင်ပူးထားတဲ့စုံမရဲ့နာမည်ဘက်ရှိပါလို့ခေါ်လိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကယ်ရိုလင်းရဲ့မူလပုံစံပျောက်ကွယ်သွားပြီးစုံမရဲ့ပုံစံအမှန်ပေါ်လာပြီးအက်ဟာတစ်ဆက်တည်းဆိုသလိုမှပဲအပနေနဲ့လုပ်ငန်းစဉ်ကိုပြန်ဆခဲ့ပြီးတော့စုံမကိုငရဲပြန်သွားဖို့ဖျားသခင်ရဲ့စွမ်းအားနဲ့တိုင်တယ်ပြီးမောင်းထုတ်အမိန့်ပေးပါတော့တယ်။တစ်ဆက်တည်းအပေါ်ကျမ်းပြင်အပေါက်ကနေကြည့်နေတဲ့လော်ရင်းကလည်းကယ်ရိုလင်းတရားစိတ်ပြန်လဲလာအောင်သူမရဲ့ဦးခေါင်းကိုကင်ပြီးတော့လက်မလျှော့လိုက်ဖို့စက်တိုက်သတိပေးနေခဲ့ပါတယ်။ကယ်ရိုလင်းရဲ့ဘေးမှာရှိနေတဲ့ယောချာကလည်းကယ်ရိုလင်းကိုယ်ရဲ့ဝင်ပူးနေတဲ့စုံမကိုသူတို့သမီးလေးဧပြီကိုတတ်ခွင့်မရအောင်အားတင်းထားဖို့တန်မာဖို့ကယ်ရိုလင်းဘေးကနေတောက်လျှောက်ကိုပြောပြနေခဲ့ပါတယ်။သူတို့မိသားစုအတူနေဖို့တန်မာနေရမယ်လို့ပြောနေချိန်လော်ရင်းကလည်းကယ်ရိုလင်းဘယ်တော့မှမိမှာမဟုတ်တဲ့မိသားစုအမှတ်တရတွေအကြောင်းကိုပြန်မှတ်မိဖို့အတွက်ကယ်ရိုလင်းခေါင်းကိုကင်ထားရင်းနဲ့ပြောနေခဲ့ပါတယ်။အဲ့ဒီလိုတွေစက်တိုက်ဘေးကနေပြောပြီးတဲ့နောက်မှာတော့စုံမဟာအာရုံသွားပြီးကယ်ရိုလင်းရဲ့ပုံစံအမှန်ပြန်ထွက်လာခဲ့ပြီးစုံမကိုအနိုင်မရအောင်ပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့အခြေအနေတွေအားလုံးပြီးဆုံးသွားလို့အိမ်ထဲကနေထွက်လာတဲ့ကယ်ရိုလင်းရဲ့ကိုဟာနေရောင်ခြည်နဲ့ထိတွေ့တဲ့အခါမှာတော့စုံမပေးခဲ့တဲ့ဒဏ်ရာတွေအားလုံးလုံးဝပျောက်ကွယ်သွားပါတော့တယ်။အဲ့ဒီနောက်မိသားစုတွေအားလုံးပြန်လည်ဆုံစည်းကြတဲ့ဂျီနူးစရာမြင်ကွင်းကိုအပ်နဲ့လော်ရင်းတို့ကငေးကြည့်နေခဲ့ကြပါတယ်။အဲ့ဒီနောက်အငယ်ဆုံးမှလည်းဧပြီကလော်ရင်းတို့စီရှောက်လာခဲ့ပြီးသူမရဲ့လက်ထဲမှာကင်လာတဲ့လော်ရင်းရဲ့ဆွဲကြိုးလေးကိုလော်ရင်းလက်ထဲပြန်ထည့်ပေးခဲ့ပါတယ်။
စကားရဲ့နောက်ဆုံးခန်းမှာတော့အက်နဲ့လော်ရိန်းတို့အိမ်ကိုပြန်လာခဲ့ကြပြီးနောက်အက်ဟာပိုးကတ်ခံထားရတဲ့အိမ်ကပစ္စည်းတွေတိမ့်တဲ့အခန်းမှာဂီတာဘူးလေးကိုထားလိုက်တဲ့အခန်းနဲ့ကွန်ဂျူရင်းဝမ်ကိုအဆုံးသတ်ထားပါတယ်။အဆုံးထိအားပေးနားထောင်ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နှွေးတို့ရဲ့ Horror Movie Channel ကို Subscribe လုပ်ရသေးလို့ရှင် Subscribe လုပ်ထားနိုင်ပြီးတော့နောက်တဲ့ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာသိရဖို့အတွက်ဒီနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားခဲ့နိုင်ပါတယ်။ Like and Share တွေလုပ်ပြီးတော့လည်းဒီ channel လေးကို support ပေးလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်။